ဟုတ်တန်တာညီလို့ခေါ်ပါတယ်ဒီမြေစာရွှေရှင်ကားကြီးမှာတော့ဆန်လာဆိုတဲ့ character လေးနဲ့ပါဝင်ထားပါတယ်ရှင်ကိုညမကိုလမ်းမှာတွေ့လို့ခေါ်လိုက်မိတာငါလေဟဲ့စနာခိုးမိုက်သိတဲ့သူကနင့်ကိုလှမ်းခေါ်နေနင်းနဲ့တိလို့လားမသိပါဘူးဟာတခါမှတော့မမြင်ဘူးဒါပထမဆုံးရွှေရှင်ကားကြီးဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ပထမဆုံးကားဆိုတော့လေလူဝက်ချက်တွေကတော့အများကြီးပဲပြင်မြင်တာပေါ့နော်ဆိုတော့အဲ့တိတ်တော့အားမရဘူးဒါပေမဲ့လေအကောင်းဆုံးတော့လုပ်ခဲ့ပြီးတော့ထင်ပါတယ်စီမံမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့ကောင်အကိုတော်ရတာရှက်နေကြတာပေါ့ဟုတ်လားဟုတ်တယ်လေညီမလေးအကွာလမ်းဘေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်နေဆိုတာတော့သူတို့သိသွားလို့ရှင်ညီမလေးဘက်တော့မသိခါကြတယ်ကိုကြီးအဲ့တော့မတွေ့မိဘူးလားငယ်မပြောမနေပါနဲ့ဟာကိုကြီးကပညာမှမတတ်တာဒီလိုတွေဒီရွယ်ရောက်ဒီအကုန်ကြီးကအစအစရအနစ်နာခံပြီးကျွေးမွေးပြုစုစောက်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်ပါတန်းစိုးပါကွာတန်စိတ်တယ်ပြီးမိခိုင်မဝင်နေဒါတော့အဲ့လောက်ကြီးတီးခတ်နေလူရောရှိရပေါ့နော်ဒါကတော့အဲ့လောက်ကြီးတီးမခံနိုင်လောက်တယ်အဲ့လို့ဆိုဒီကိုဖိုးထောင် character ကကျတော့သူ့တဘွားလုံးဒီမောင်နဲ့ညီမကိုအရင်ချစ်ပြီးတော့မှအဲ့လိုပေးဆက်နေတာခံစောလေအပြင်မှာလည်းလူ character ရှိပါတယ်ဆိုတော့ဒါကသားတို့ကားလေးကကျတော့ကြည့်တတ်မယ်ဆိုရင်ယူတတ်မယ်ဆိုရင်တော့ကိုယ့်အိမ်မှာရှိရဲ့အကိုကြီးအမကြီးပြီးအဖေအမေပေါ့နော်ဟိုကိုယ့်ဘောမိသားစုဘောအနစ်နာခံတဲ့သူတွေကိုတမိုးထားတတ်ဖို့ပေါ့နော်ဟုတ်ဒုက္ခပါပဲဟာညီမလေးလည်း TV ရောဂါဖြစ်နေတယ်လို့ထမင်းတူတူမစားကြပါဘူးအဲ့ကရိုက်တော့မန်တရားဆိုရင်တော့အဓိကအသားအရန်ဖြူလို့ပေါ့နော်အဲ့တော့ဆိုမက်ကက်အညူတွေတကူလုံးလေးရဒါပေမဲ့အရန်ပူတယ်အဲ့တော့တို့အကရိုက်တဲ့ချိန်ကအပူလိုင်းဖြတ်တဲ့ချိန်မှာရိုက်တာအပူချိန်ကတရက်ကိုအဲ့လိုမျိုး38 39တခါကျရင်40ကြီးပါဖြစ်ကုန်တာအရန်ဟို heat stroke ဖြစ်ပြီးတော့ accident ဖြစ်တဲ့လူတွေရှိရပေါ့နော်အဲ့လိုချိန်မှာရိုက်ခဲ့ရတာဆိုတော့မက်ကက်ညူလေးနဲ့ပြီးချွေးထွက်တယ်ပြန်ပြီးတော့မှပြေဆိုတော့ဒါကတော့ခက်ရိုက်ခဲ့ရတာပေါ့နော်နော်အရန်ဘယ်လိုပြောမလဲငိုရတယ်ပေါ့နော်ဒီကကြည့်ရဲ့ပြိသက်တိုင်းမျိုးငိုမဲချင်ပါတယ်ဆိုတော့တကယ်ဘယ်လိုပြောမလဲဒီဟာလည်းဖြစ်ရမှာပေါ့နော်ဆရာတော်ဝေအောင်လို့ပြောမှာပါဒါတကယ်ဖြစ်ရမယ်ဝတ္ထုပြန်ရိုက်ထားဆိုတော့အပြင်မှာလူတွေရှိရတော့အံ့ဩဖို့ကောင်းပါတယ်အခုဆိုရင်ဒါတို့ရဲ့နေစာရုပ်ရှင်ကားကြီးကို Canal Plus ဇလန်း channel မှာဒီဇန်နဝါရီလ25ရက်နေ့ညနေ9:00 နာရီခွဲအချိန်မှာကြည့်ရှုနိုင်တော့မှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ဒါ original ရုပ်သံလိုင်းဖြစ်တဲ့ Canal Plus ဇလန်း channel မှာပဲကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်ပါစီရှင်